မိမိတို့အနာဂတ်ကိုကမ္ဘာအဆင့်မီပညာရေးနဲ့ထုစစ်ချက်နဲ့ကျောင်းသူကျောင်းသားတွေနဲ့အုပ်ထိန်းသူမိဘများအားလုံးအတွက်အခွင့်အရေးကောင်းကြီးတစ်ခုရောက်ရှိလို့လာပါပြီ။သိအိမ်မက်ကဘယ်နိုင်ငံလဲ။ Regent Consultancy Services Company Limited နဲ့ Study Abroad Information Center တို့မှပူးပေါင်းပြီးနိုင်ငံတကာတက္ကသိုလ်ပေါင်းများစွာကိုတနေရာထဲမှာမေးမြန်းနိုင်တဲ့ World Study Opportunity Event ကိုကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ပညာရေးအကောင်းဆုံး Canada and Germany အဝတ်ကြေပြမှုအခမ်းကဏ္ဍမှာထိပ်တန်း Switzerland ကမ္ဘာအလှတရားနဲ့လုံခြုံမှုရှိတဲ့ New Zealand လုံခြုံမှုရှိပြီးပညာရေးမှာအကောင်းဆုံးဖြစ်တဲ့ Singapore ပညာရေးစရိတ်သက်သာပြီးအဆင့်မီတဲ့ Malaysia and Thailand နိုင်ငံပေါင်း9နိုင်ငံမှထိပ်တန်းတက္ကသိုလ်များအကြောင်းဝင်ခွင့်နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိရမယ်ဒီပွဲမှာအဆိုပါနိုင်ငံအသီးသီးကနေမိမိတို့တက်ရောက်ချင်တဲ့ဘာသာရပ်တွေကျောင်းလာခတွေဒါအပြင်ကိုမှရရှိနိုင်မဲ့ပညာသင်စုအခွင့်အရေးဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်တွေကိုပါအခမဲ့စုံစမ်းမေးမြန်းနိုင်မှာနော်ပြုလုပ်မဲ့ရက်ကတော့ဇွန်လ6ရက်နေ့စနေနေ့နေ့လယ်တနာရီကနေ4နာရီအထိဖြစ်ပါတယ်နေရာကတော့ Novotel Hotel မှာဒါတွေမကသေးပါဘူး World Study Opportunity Event တွေမှာ Singapore, Malaysia, Thailand နိုင်ငံတွေမှာကျောင်းအနှံသွားမဲ့ကျောင်းသူကျောင်းသားများအတွက်ကိုလေလက်မှတ်လက်ဆောင်ရရှိစေမဲ့အထူးခွင့်ရေးကြီးကိုစီစဉ်ပေးထားပါသေးတယ်နော် World Study Opportunity Event ကိုဇွန်6ရက်နေ့စနေနေ့နေ့လယ်တနာရီ4နာရီအထိကို Novotel Hotel မှာပြုလုပ်သွားမှာမို့အခုပဲအောက်ကလေးမှာဖြစ်စေဖုန်းဆက်ပြီးဖြစ်စေအခမဲ့စင်းပေးသွင်းလိုက်ကြရအောင်နော်သင်ရဲ့ကမ္ဘာအဆင့်မီပညာရေးခရီးလမ်းကိုကျွန်ုပ်တို့နဲ့အတူအခုပဲစတင်လိုက်ပါပွဲနေ့မှာအားလုံးဆုံကြမယ်နော်